ဟုတ်တယ် chickpeas ဆိုတော့က fish and chip shop เนาะကပန်းစကားပေါ့เนาะဒါလုံးဝ English ရိုးရာအစားအစာထဲမှာနာမည်အကြီးဆုံးပဲပါတယ်သူတို့ဝဲအုပ်ချောင်းတွေရောင်းတယ်ဖိုင်းတွေရောင်းတယ်ချက်ကျိုးတွေရောင်းတယ်ပြီးတော့ fried mars ပါတောင်ရောင်းတယ်ငါတကောင်ဘွေကြီးဆိုတော့မြန်မာငွေ6000လောက်ရှိတယ်ဟုတ်ပြီကိုပြန်မယ်ကဲဒီမှာဒါငါမဟုတ်ဘူးသူကအကုန်လုံးစက်ကုတ်နဲ့ထုတ်လာတယ်ဒါကတချို့လူကြိုက်တယ်တချို့မကြိုက်ဘူးဒါ mushy peas လို့ခေါ်တယ် mushy peas ဒီမှာတော်တာဂျာရိုးစက်ကုတ်လေအရင်တောင်းကသူတို့သတင်းစာနဲ့လုပ်တာတချို့လူမကြိုက်ဘူးလေသတင်းစာပညာဖက်ထားလားကိုင်းထားလားမသိဘူးအခုသတင်းစာနဲ့ဘယ်သူမှမလုပ်တော့ဘူးထုတ်တာဘယ်လိုထုတ်chips လို့ခေါ်နော် chips fries လို့မခေါ်အောင် chips လို့ခေါ်တယ်နော် chips chunky chips ဒါဘာငါလဲဆိုတော့ cod ကဒီမှာတချို့လူက haddock စားတယ်ဒါပေမဲ့ရိုးရမှာ cod စားတယ်ဒီမှာဒီဘလောက်ကြီးလဲကြီးအောင်တလား cod လို့ခေါ်တယ်ကြီးရွယ်ဒီမှာလေချွတ်လေးပဲ chips မှာလေဒီမှာလေဘွေသိပ်ပဲမှာထားဘွေတစ်ခုပဲမှာထားဒီမှာ300တောင်စားလို့ရတယ်သူ chips များကြီးပဲတယ်ကောင်းမကောင်းနော်များရွယ်မရှိ peas ဟဲ့မဲဒါမပြီးတယ်နော်ဘာဖြစ်လို့ဆိုတော့ vinegar ထည့်ရမှာရှာလကရေးလေ vinegar ကလေ chips အတွက်ပြီးစားနေထည့်မယ် salt and vinegar ပြီးရင် ketchup oops ketchup ရာဒီလာသွားတယ်တချို့လူနဲ့ဒီ tartar sauce လည်းကြိုက်တယ် boing မိုက်တယ် British fish and chips yeah Doing? ကောင်းပြီပါတို့ဆောက်လောက်ကောင်းတယ်မြန်မာနိုင်ငံမှာဒီဟာလည်းမရှိဘူးတချို့ဆိုင်မှာရှိရလေ fried fish တမလုံးဝမတူဘူးရတာလုံးဝမတူပြီးတော့ cod တော်ရှာတယ်မြန်မာနိုင်ငံမှာလာစားပါအင်္ဂကိုလာကိုပြီးကျွဲမယ်နော်ကြည့်ပေး